မျက်နှိုးထားတဲ့အရာတွေပျက်စီးပြီဆိုရင်မျက်နှိုးထားရင်မျက်နှိုးထားသလောက်ကျုပ်တို့ဆင်းရဲရမှာပူလောင်ရမှာဒါသဘာဝဒါနိယာမအဲ့တော့ကိုမျက်နှိုးထားတဲ့အရာတွေထဲမှာလည်းပဲမပျက်စီးတဲ့အရာကတခုမှမပါဘူးမုတ်ချပျက်စီးမှာပျက်စီးခြင်းကြလို့ပျက်စီးပြီဆိုရင်အဲ့ဒါရဲ့ပုံမှာနားလည်မှုပညာနဲ့အလိုဆန္ဒတွေမမုန်းမှုတွေကိုလျှော့မချထားနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဘာဖြစ်မှာတော့ဆင်းရဲရလိမ့်မယ်ပူလောင်ရလိမ့်မယ်အထူးသဖြင့်ကျုပ်တို့တွေဟာဘယ်ရာရဲ့ပုံမှာမမုန်းမှုတွေ့တာမှုအကြီးမားဆုံးဖြစ်နေလေလို့စီသေးခြင်းအဖြေဘယ်လိုရမလဲကိုယ်ခန္ဓာရဲ့ပုံမှာကိုယ်ဘဝရဲ့ပုံမှာမမုန်းမှုတွေ့တာမှုအကြီးဆုံးပဲကိုယ်ခန္ဓာရဲ့ပုံမှာမမုန်းမှုကိုလျှော့နိုင်ရင်သူများခန္ဓာရဲ့ပုံမှာမမုန်းမှုကအလိုလိုတောင်လျော့မယ်လို့ထင်ကိုယ်အကြောင်းတကယ်နားလည်သွားလို့ကိုယ့်ဘဝရဲ့ပုံမှာမမုန်းမှုနည်းသွားပြီဆိုရင်ပြင်မကအရာတွေရဲ့ပုံမှာမမုန်းနေတာတွေဟာအလိုလျောက်နေပါသွားဟုတ်လားအဲ့တော့ကိုယ်ခန္ဓာမှာကိုယ်ဟာအမက်မောဆုံးဖြစ်တဲ့တွေ့ကြောင့်ကိုယ်ခန္ဓာပျက်စီးတဲ့အချိန်မှာကိုယ်ဟာအပူလောင်အားဆုံးအပင်ပန်းအားဆုံးဖြစ်လိမ့်မယ်ဒါကိုနားလည်တာဒါကြောင့်ကိုယ်ခန္ဓာရဲ့ပုံမှာမမုန်းမှုကိုဘုန်းဘုန်းတို့တွေဟာလျှော့ချနိုင်ဖို့လိုတယ်ဘယ်နည်းနဲ့လျှော့ချမှာတော့ဆိုတော့ဒုက္ခသစ္စာမကောင်းတဲ့သဘာဝကိုမြင်တဲ့မြင်အောင်ကြိုးပမ်းအထုတ်တဲ့နည်းနဲ့ဘဝခန္ဓာရဲ့ပုံမှာမမုန်းမှုကိုလျော့နေအောင်လုပ်ရမှာဘုန်းတို့မမုန်းနေတဲ့ตายရနေတယ်ရစ်မှုနေတယ်ဆိုတာကောင်းတယ်ထင်လို့မကောင်းတဲ့အရာကြီးကိုကောင်းတယ်ထင်နေတော့အဲ့ဒါမမုန်းမှုตายရမှုလောဘကနောက်ကတွဲပြီးတော့လိုက်တယ်အဲ့ဒီလောဘကိုမကြိုက်ဘူးခွာချထားခဲ့ခြင်းတယ်ဆိုရင်မကောင်းတာကိုမကောင်းမှန်းသိအောင်လုပ်ရအဝိဇ္ဇာကိုနော်ပယ်ဖြောက်ပြီးတော့အဝိဇ္ဇာတရားနဲ့ဘုန်းဘုန်းတို့တွေကကိုယ့်ရဲ့စိတ်ကိုလင်းလက်အောင်အသိဉာဏ်နဲ့ဘုန်းဘုန်းတို့ကြီးမားအောင်တည်ဆောက်ရနော်အသိဉာဏ်ကြီးမားအောင်တည်ဆောက်မှမသိမှုနည်းမှမသိမှုနည်းမှစောစောကပြောရတဲ့မမောတဲ့တွေ့တာတဲ့သဘောတွေဟာလျော့သွားမှာအဲ့ဒီကြတော့မှပျက်စီးခြင်းမှာဘုန်းဘုန်းတို့တွေဟာနော်တည်ငြိမ်မှုငြိမ်အေးမှုချမ်းသာမှုနဲ့ရင်ဆိုင်နိုင်မှာဒါကအနာဂတ်အတွက်ကြိုတင်ပြီးတော့ဘုန်းဘုန်းတို့ပြင်ဆင်တဲ့အနေအထားမျိုးကိုတက်ရောက်နေတယ်ဆိုတာလေးကိုတွေးမိဖို့ပြောတာသစ္စာဆိုတဲ့အမှန်သဘောကိုသိမြင်နားလည်ပြီးတော့နေခြင်းဟာအနာဂတ်ပျက်စီးမှုနဲ့ကြုံလာတဲ့အခါမှာတတ္တရာရစေမှာဖြစ်တယ်လို့အခုလုံးလုံးစေပြစ္ဆုတ်ပံမှာလည်းပဲငြိမ်းအေးမှုချမ်းသာမှုကြည်လင်မှုတန်ရှင်းမှုကိုရစေတာပါပဲအဲ့ဒါကိုလည်းဘုံဘုံတို့နားလည်ရမယ်ဟုတ်လားဒါကြောင့်သေခြင်းဆိုတဲ့ဘဝခန္ဓာရဲ့ဒုက္ခသစ္စာသဘောဒါကိုဘုံဘုံတို့ဘာလို့လဲကြဲကြဲပြန့်ပြန့်နားလည်အောင်ကြိုးစားရမယ်အခုအဲ့ဒီစိတ်နှလုံးမှာစွဝင်နေတဲ့မြားညောင်းကိုဆွဲနှုတ်နိုင်စွမ်းရှိတဲ့ဒေသနာလို့အဓိပ္ပာယ်ရတဲ့တန်လာတုတ်တံအဲ့ဒါဆိုတော့တူရီတော်သားလေးတေဆုံးသွားလို့သောကပရိဒေဝမီတောက်လောင်နေတဲ့တကြွေတယောက်ကိုမြတ်စွာဘုရားဒီဂါထာတွေဟောခဲ့တာဂါထာပေါင်း20တောင်ဟောရတာအဲ့ဒါဘုရားဂါထာ10ပုဒ်လောက်ပြောဖို့စီစဉ်ထားတယ်နော်ပထမဆုံးဘာဟောတော့ဆိုတော့အနိမိတ်မနိညာတမစ္ဆာနဣရာဇီဝိတံဂတိရင်္စပရိတင်္စတင်္စဒုက္ခေနတန်ယုတံဒီတတ္တဝါတွေရဲ့ရှင်းသန်းနေရတဲ့အသက်ဆိုတာဟာတဲ့ဘယ်ချိန်မှတည်မယ်ဘလို့ပုံစံနဲ့တည်မယ်တော့သူ့ရဲ့အနေအထားဟာဘလို့ဆက်ဖြစ်လိမ့်မယ်ဆိုတာကိုသိနိုင်တဲ့အမှတ်အသားသူ့မှာပါမလားဘူးတဲ့ဒါလေးကိုနည်းနည်းနားလည်အောင်ရှင်းပြနော်အသက်ဆိုတာမှာအမှတ်နမိတ်မပါလာဘူးလို့ပြောတယ်အမှတ်နမိတ်ဆိုတာသိနိုင်ကြောင်းအမှတ်လက္ခဏာဆိုကြမလို့ကျွတ်တို့တယောက်ယောက်ကိုမြင်တယ်ဆိုရင်ကိုသိပြီးသားလို့ဆိုရင်သူ့ကိုဘယ်သူဘယ်ဝါလို့ဘုံဘုံတို့သိတယ်ဘာလို့သိအောင်ဆိုတော့ကိုကမှတ်သားထားတဲ့သူ့ပုံစံကိုအသားဖြူဖြူအရက်ရှိရှိဟုတ်လားဓမ္မမဟုတ်ရင်လည်းအသားမဲမဲအရက်ပူပူဒီလူမှာဒီလူပါလို့သိနိုင်တဲ့အမှတ်အသားတွေလူတိုင်းမှာရှိတယ်သိခြင်းတရားမှာအဲ့လိုသိနိုင်တဲ့အမှတ်အသားမပါဘူးတဲ့ကြောက်เสียဟာကြီးနော်ဘယ်ချိန်သိမယ်ဆိုတာလည်းကျွတ်တို့မသိနိုင်ဘူးဘယ်ယောဂနဲ့သိမယ်ဆိုတာလည်းမသိနိုင်ဘူးဘယ်နာသိမယ်ဆိုတာလည်းမသိနိုင်ဘူးသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဘာမှကြိုတင်ဘုံဘုံတို့သိနိုင်တဲ့အမှတ်လက္ခဏာမရှိဘူးတဲ့ဒါကိုအနိမိတ်မနိညာတံသိခြင်းတရားမှာနော်ဘယ်ချိန်သိမယ်ဘလို့သိမယ်ဘယ်နာသိမယ်ဆိုတော့သိနိုင်တဲ့အမှတ်အသားမပါဘူးတဲ့အနိမိတ်မနိညာတံမစ္ဆာနဣရာဇီဝိတံ
ကတိရင်စာပရိတင်စာတင်စာဒုက္ခေနတန်ယုတ်တံပရိတင်စာဒီရှင်သန်နေရတဲ့အသက်ဆိုတာနော်အလွန်မှတူတောင်းနေခဏကလေးရှင်တော့ဒီနေရာမှာခဏကလေးရှင်နေဆိုတာဟိုနော်မွေးဖွားတာနဲ့သေဆုံးတာရဲ့ဂျာကာလအဲ့ဒါကဘုန်းဘုန်းတို့နော်တဘဝပျက်စီးလို့နော်သုတ်တန်တင်ကြိုင်ပြစ်လိုက်ရတဲ့အနေထားကိုနော်နားလည်ထားရတဲ့သေခြင်းသဘောတရားရှိတယ်လို့အချိန်တိုင်းသေဆုံးနေတဲ့ခဏိကမရဏဆိုတာလည်းနားလည်ဖို့လိုတယ်နော်အသက်ဟာအလွန်တူတောင်းတယ်လို့ပြောထားတဲ့စကားကိုနော်အလွန်ဆုံးရှည်လနှစ်တရာပေါ့ကွာပိုနည်းနည်းပါပဲအများစုကတော့4 5 60လောက်ဆိုရင်သေကြတာပဲဒီလိုနားလည်ထားတဲ့မရဏရှိတယ်ဒါကတကယ်လောကလက်တွေ့သိရတဲ့မြင်ရတဲ့မရဏသဘောပေါ့နော်အဲ့ဒီမရဏသဘောထဲပုံမူသိဖို့ခက်ခဲတဲ့နဲ့ဆိုင်တဲ့မရဏသဘောရှိတယ်အဲ့ဒါကဘာလို့ဆိုတော့အချိန်တိုင်းသေဆုံးနေရတဲ့သဘောအဲ့ဒီသဘောကိုမြင်မှနော်အသက်ကအလွန်တူတာပဲဆိုတာကိုတိတိကျကျပို့ပြီးတော့သိနိုင်တယ်ဟုတ်လားအခုခဏလေးရှင်သန်ဖို့အတွက်စောသောခဏရဲ့ရှင်သန်မှုဟာသိဆုံးပေးခဲ့ရတယ်နောက်တစ်ခဏရှင်သန်ဖို့အတွက်အခုတစ်ခဏရှင်သန်မှုဟာသိဆုံးပေးရမယ်ဟုတ်လားစောသောဓမ္မကြီးတွေမန္တလေးကနေလာတဲ့ကာဝမှာပြောဆိုဟုတ်လားမြင်တာရှိတယ်ကြားတာရှိတယ်ခံစားတာရှိတယ်စိတ်တရားတုံ့ပြန်နေတာရှိတယ်တွေးတာကြံတာတွေရှိတယ်တကယ်ဖြစ်ခဲ့တာပဲတကယ်ရှင်သန်ခဲ့တာအဲ့ဒါတွေသိဆုံးပြီးတော့မှဒီเจ้าကိုရောက်